ရှာရှိတာလေရှာမရှိအသာလေးအသာနေရမှာရှာမရှိမနေအသာလေးနေရမှာလေရှာရှိတဲ့မိမတွေသိရှိတယ်ဟုတ်တယ်လားရှာရှိလို့အောင်ဆန်းသေးရတာလေခဏခဏပြောပြီးဟိုကောင်တွေကဗိုလ်တို့နေမှာတနက်တည်းတက်လာတာဇူလိုင်လ16ရက်နေ့အဲ့ဒီဇူလိုင်16ရက်နေ့ကဟိုဘက်ကတိုင်းမှုပြူအစည်းအဝေးရှိတော့ဗိုလ်ချုပ်ကဝန်ကြီးတွေကိုကျွန်တော်နဲ့လိုက်ပြီးအစည်းအဝေးလုပ်ပြီးပါဗျာတဲ့စနေနေ့တရက်ကိုတော့ဒီဝန်ကြီးအစည်းအဝေးတွေလုပ်ပြီးမှကျွန်တော်ခင်ဗျားတို့ဗျာစနေနေ့မနာပါနဲ့ဆိုပြီးတော့အစည်းအဝေးလေးကိုရွှေ့လိုက်ဝန်ကြီးအစည်းအဝေး cabinet အစည်းအဝေးကိုအဲ့ဒါနဲ့တိုက်ပြီးအစည်းအဝေးမှာသူကစကားပြောစရာရှိတော့သွားလိုက်သွားတော့ဟိုကောင်နဲ့6ကောင်နဲ့တက်လာဘာမှမလို့ပြန်ဆင်းသွားတာမိမတို့နဲ့သွားတွေ့အမေနင်တို့ကတနက်တည်းနေတယ်ဘာလုပ်တာလဲဘာလို့နင်ရှာရှည်ရတယ်လဲမေးချင်လို့ဟိုဘိုးရွတို့ကတဲ့ဇူလိုင်နဲ့19ရက်နေ့စနေနေ့ကိုအစည်းအဝေးရွှေ့ညမသိဘူးလားဆိုတော့ source ပေးတယ်အသေးတာအဲ့ဒါပဲမိမရှာရှည်တာရုပ်ရှင်ရရင်အဲ့ဒီမိမတယောက်ထည့်ရအဲ့ဒါပြောတာရှာရှည်တဲ့ကောင်မသူ့ကြောင့်သေးသွားဒါပဲအဓိကဒါပဲ तू ကအဲ့ဒါပြောလဲတော့အားသေးတယ်စနေနေ့မှာအမှန်စနေတနေ့နေ့မှာစေဝင်းမကျင်ဟိုကောင်နေမလာဘူးမလာရင်လည်းမမေ့နိုင်တော့အာဇာနီနေ့မှာလုံးစရာမလိုတော့ဘူးသူအဲ့မိမရှာရှည်တာလေရှာရှည်တာလေဘာတယ်လဲရှာရှည်တာအခုလည်းတယ်မယ်ကိုယ့်ကိုအသာလေးသွားလောက်မှာဟဲ့ဟိုမှာလေဟိုကနောင်မင်းသားကြီးလက်မှာလေရှင်မကားတော်ကြီးဆုံးရကြွလိမ့်မယ်ပြောရင်ပေါ့ပေါ့နဲ့ဆိုတော့တရားမင်းရှိဖြတ်သွားဟဲ့ကောင်မလေးဘာဖြစ်နေလဲရုပ်ယုံနေတယ်ဟိုမှာတဲ့ရှင်မကားတော်ကြီးကိုဆုံးလောက်မလို့နင်တို့ရတာလားအဲ့ဒါနင်တို့ရှာရှည်လိုက်တာနင်တို့ရမယ်ကုသိုလ်အဲ့ပဲရှင်မနင်တို့စင်တဲ့ရေဟိုနော်ကိုရှာရှည်တယ်ဒါလို့ရတာလေပို့တာပို့တာကိုယ့်ကိုယ်တန်လေးဆုံးသွားတော့မှလားရှာရှည်လိုက်တာလေဘာလဲလဲရှာရှည်လိုက်တာရှာရှည်တာပြင်ဆရာတော်ခဏပြောတယ်မျိုးသမီးတွေရှာမရှိပါနဲ့ရှာရှည်လို့ရှိရင်ကျေးဇူးမတင်လင်မရဖြစ်တတ်တယ်ဆရာခဏပြောတယ်ဘာလဲလဲကျေးဇူးလည်းမတင်ဘူးနောက်တော့ဘာလဲအဲ့ဒါတို့ငငယ်ကြားဘူးတော့လားရှာမရှိနဲ့ကျေးဇူးမတင်လင်မရဖြစ်တတ်တယ်လို့နော်ခဏပြောတယ်အမျိုးသမီးတွေရှာရှည်တယ်အဲ့ဒါတာဝရင်တန်နဲ့ပြည်မှာအမျိုးသမီးတွေကြီးပဲတေးယောက်ျားတွေကဟိုတင်းတို့ဆိုင်ပေါ့ကာရာအိုကေတို့ဘီယာတို့ဆိုင်တွေသွားတာများတော့တရားနာတဲ့မိန်းမတွေပဲဒီမင်းကမကြည့်နဲ့ခင်ဗျားတို့ဆရာတော်တို့ဒီတရားဝဲတွေမှာဟိုဒုံလဘဟိုပါလေဘာလို့မာတို့ဖျားမဲနှိုက်တယ်သိလားဖျားမဲနှိုက်တယ်ဖျားမဲနှိုက်သိတယ်လားအဲ့ဒီမှာဖျား10စု15စုမပါဘူးယောက်ျားတွေကြည့်လိုက်ကမဲနဲ့မတရားတုတ်တက်လာတက္ကမကြီးပဲဘယ်အဲ့ယောက်ျားတွေဖျားတစ်ခါမပါဘူးမပါဘူးတခါတော့မတွေ့ဘူးလေခမရဗျာတာရုဗျာလို့စပေါ်တကောင်တကာလေးအေးကွာငါသမိုင်းမှာကွာငါလည်းနှစ်30ရှိပြီကွာဒုံလဘဦးတန်းတွန်းဒေါ်ခင်ခင်တို့ရဲ့ဖျားပါပေါက်ကြည့်လိုက်အမျိုးသမီးမပါဘူးအဲ့ကောင်မပါဘူးအဲ့ယောက်ျားတခါမပါဘူးမင်းတို့မပါဘူးဖျားတဲ့တော်ဝေးတာပဲတော်ဝေးတယ်အဲ့ဒါနတ်ပြည်မှာနတ်သမီးတွေပြတော့တရားမင်းကိုပြင်းတော့နတ်သမီးတွေကဘာတဲ့ဘိုးတော်တရားမင်းနတ်တို့တဲ့တရားမင်းကျမတို့လေဟိုနတ်ပြည်မှာနတ်သားတွေလည်းမရှိတော့မိမတွေကြီးပဲနတ်သားလေးတယောက်တော့ဖမ်းကြည့်ပေးပါလားတဲ့အဲ့ဒါကြားမြအေးလေးဆိုလှမ်းကြည့်လိုက်တော့ဦးသန်းတော်ဒေါခင်ရင်တို့ကျောင်းနိုင်ကြီးဓမ္မစီကျောင်းမှာလှူထားတယ်ကျောင်းနိုင်ကြီးအဲ့ဒီကျောင်းနိုင်ကြီးမှာငကြော်ပေါ့ဥကျော်ဆိုတဲ့အဲ့ကောင်သွားတွေ့တော့ရုပ်ကလည်းဆိုးသေးတယ်အောက်ပိုင်းတစ်ခုကမတန်ဘူးတရားမင်းရဲ့ချောရောလာလေးများရှာပေးပါတော့လားပြေမြုပ်ကြည့်လိုက်တာအဲ့ကောင်တယောက်ပဲတွေ့တယ်ပြီးသွားပြီကျန်တဲ့ကောင်နဲ့မိုးနေတဲ့ကောင်ဘာလဲအဲ့တယောက်ပဲတွေ့တယ်ဓမ္မစီဆရာတော်ရဲ့ကြောင်းဝန်းသားရက်ွက်ကျေတော့အဲ့ဒီတည်းမှာငကြော်တယောက်ပဲတွေ့တယ် तू ကဘာတွေကုသိုလ်ရှိလို့လဲဖုံးကြောင်ကတ်စားနေတဲ့ကောင်တဲ့နတ်သမီးရဲ့မေးတာတွေ့လားတဲ့အဲ့တော့အမိုက်တွေတန်ခဝေယဝဆတွေသတိထားအဲ့ဒါဟိုမှာဦးသန်းတွန်းဒေါ်ခင်ခင်ဆိုတဲ့ရွှေရတုနဲ့ဒီနဲ့တူတန်းနေတယ်ဘုန်းကြီးကြောင့်ဆရာတော်နေတဲ့သူနေတဲ့ဓမ္မယုံလေးနဲ့ဆွမ်းသားကြောင့်နဲ့တူတန်းနေတယ်သူအဲ့ဒါဆွမ်းသားကြောင့်သွားတဲ့ခါမှာအောက်ပိုင်းမတန်တော့တွန်းပြီးသွားတာသူသွားတဲ့အောက်ဒီမှာမြစ်တည်းရှင်းသွားတယ်အမိုက်တွေရှင်းသွားတယ်အဲ့ဒီကုသိုလ်နဲ့တာဝရင်သာရောက်မယ်ဟုတ်ပြီနော်အဲ့ဒီကုသိုလ်နဲ့တာဝရင်သာရောက်မယ်ဟာကဲလေဘလို့ဖြစ်ငကြော်မကလို့ငပေါ်ပဲဖြစ်ရုပ်ပဲတရားမင်းရဲ့နတ်ပြောရင် तू ကနတ်သားလေးဖြစ်မှာချောမှာပဲဆိုငကြော်မိတ်လိုက်တာပေါ့ရုပ်ကဆိုးအောက်ပိုင်းကလည်းမကောင်းတော့နတ်သမီးတွေတော့ရှာရှိတယ်ရုပ်ကိုကြော်ကြီးဆိုမော့ကြည့်ဟာမိမလေးအချောလာတယ်လေဘယ်သင်းဘယ်စိတ်ဘယ်ဝင်းကိုဘယ်စိတ်ဝင်စားတော့ဟာနင်တို့ဘယ်သူတွေလဲဟာဘယ်သူတွေလဲမမေးနေနဲ့ရှင်နောင်9ရက်ကြာရင်လေရှင်ကသေလို့ရှင်ကျမတို့ရဲ့တာဝန်နဲ့ပြူရောက်မှာဟင်ငါအပြင်ဘာကုသိုလ်မှမရှိဘူးတဲ့ကြောက်ကတ်စားနေတာဒါနနိုး
ကတ်စားတာတွေရက်စားတယ်လာမပြောနဲ့ရှင်လေဘုန်းကြီးဒီကနေပြီးရှင်ရဲ့ဆွမ်းသားကြောင်းသွားတဲ့ခါမှာရှင်အဲ့လိုတရုတ်တိုက်သွားတာပြောမြက်တီတန်ရှင်းတဲ့အဲ့ဒီကြောင်းဝင်းတွေကိုတန်ရှင်းတဲ့ကုသိုလ်နဲ့ရှင်ရနတ်သားဖြစ်မှာရှင်လေကိုရင်လေးတွေဥစဉ်နဲ့ရံဖြစ်နေနော်ဆရာတော်ဘောစိတ်မကောင်းနဲ့နော်ဂျားထဲမှာစိတ်ကောက်လိုက်ငရဲကြတော့မဆိုကျမတို့ယောက်ျားမဖြစ်မှာဆိုလို့အေးပါဟာခုလာပြောကျေးဇူးတင်ပါတယ်ဆိုငါသမီးတွေဖျောက်ဆိုပျောက်သွားတော့ဒီမောင်ကျော်ကြီးကခုနတော့ကစေရနာမပါဘူးအခုဒီနေ့ကစပြီးဟောဒိုရဲလာပြီကျော်9နေ့ကစပြီးတော့စေရနာပါတော့ဘယ်ဘက်ကမျက်လက်တဆုပ်ညာဘက်ကမျက်လက်တဆုပ်ပြီးရင်အသွားတော့ကတလန်းအပြန်တလန်းနဲ့9ရက်သွားလိုက်ကြောင်းဝင်းနဲ့အမိုက်တွေအကုန်ပြောင်းသွားစေရနာပါသွားပြီမကဲဝေယဝဆကုသိုလ်တေလဲတေရောတောင်လည်းနဲ့ပြီးရောက်မလားတရားမင်းမင်းကိုကျော်ကြီးလည်းရောက်မလာဘူးတဲ့အောက်ကြည့်လိုက်တော့ဓမေစီကြောင်းနဲ့ငကြောကမရှိတော့ဘူးမဟုတ်သေးပါဘူးငါတရားမင်းမျက်စိနဲ့သေသေးချာကြည့်ထားတာဒီကောင်တေချာကိုနှက်ပြရမှာဘယ်နဲ့ငါမမလောက်ပါဘူးနင်တို့ဘာတွေသွားပြောသေးတယ်ကျမတို့ဟာတဲ့ကိုကျော်ကြီးနော်ရှင်စေတနာတွေထားအခုနကပြောဘုန်းကြီးနဲ့ရံမဖြစ်နဲ့ဒေါသတွေမပွားတော့ကျမတို့သွားပြောလိုက်တယ်တဲ့လှမ်းကြည့်လိုက်တော့သိလိုက်ပြီအောက်မှာမြက်ကတပင်းမှမရှိတော့ဘူးမော့ကြည့်တော့သူကယာမာရောက်သွားတယ်ဘယ်ရောက်သွားလဲစတုမာတဲ့တာဝရင်သာယာမာအပေါ်ရောက်သွားတယ်စေတနာပါလိုက်တာဘယ်ရောက်သွားလဲယာမာရောက်သွားတော့တရားမင်းကပြောတယ်ငါနင်တို့ပြောသားပဲရှာမရှိပါနဲ့လို့ပြောတယ်အခုလေနင်တို့လင်လည်းမရအောင်ငါလည်းကျေးဇူးမတင်တော့ဘူးအဲ့ဒီကျေးဇူးမတင်လင်မရအဲ့ဒီကလာပါတယ်ဗျာသမိုင်းဘယ်ကလာလဲမှတ်မိပြီလားရှာဒကမကြီးတွေရှာရှည်အောင်မလားဗျာရှာရှည်ရင်ကျေးဇူးလည်းမတင်တာတရားမင်းကပြောတာငါပြောတာမဟုတ်နင်တို့ငါပြောတယ်ကိုယ့်ကိုနေရှာသွားမရှိနဲ့နင်တို့ကရှာရှိတော့ဟိုငနေကဘယ်ရောက်သွားလဲတာဝရင်သာကိုကြော်ပြီးစေတနာပါလိုက်တာငကိုသူ့ပုံမှန်လေးဆိုရင်တာဝရင်သာကိုရောက်မှာငါမမားဘူးနင်တို့သွားရှာရှိလိုက်တာရှင်တဲ့တို့ရဲ့တို့တော့နင်တို့နဲ့ညားမှာမှန်တယ်အပြူကြီးတွေပါတော့မှာအဲ့ဒါဘာဖြစ်လဲရှာရှိလိုက်တော့ဘာဖြစ်လဲအေးကျေးဇူးမတင်လင်မရဖြစ်တတ်တယ်တဲ့